ဒီ AI model တွေအနေနဲ့မြန်မာလိုပြပြတတ်တာပြောတဲ့ပုံကို240လောက်ကြာသွားတယ်ပေါ့နော် Be brave, be determined, overcome the odds. It can be done. အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့တော်တော်များများဗီဒီယိုဆက်မှာပြခဲ့တဲ့သိပ္ပံပညာရှင် Stephen Hawking ကိုရှင်းကြည့်မယ်လို့ထင်ပါတယ်ဒီ Stephen Hawking လို့ပြောလိုက်ရင်သူနဲ့ဆက်ဆက်နေတဲ့သူ့ရဲ့ဒီစကားပြောဆက်ကိုလည်းကျွန်တော်တို့တော်တော်များသိကြမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့ဆက်ကိုဒီ EC Talk လို့ခေါ်ရယ်ကျွန်တော်ဗီဒီယိုဆက်မှာတွေ့ခဲ့ရတဲ့အတိုင်းဒီဆက်ကထွက်လာတဲ့စကားပြောတဲ့ပေါ့ဆိုတော့အဲ့ဒီခေတ်นี้ပညာနဲ့ဆိုရင်ဒီလူတစ်ယောက်ကပြောချင်တဲ့စကားကိုဒီ computer assistant တစ်ခုကနေပြီးတော့ speech အနေနဲ့ပေါ့နော်ဒီအတန်အနေနဲ့ပြန်ပြီးတော့ထုတ်ပေးဟန်နေဆိုတာတော်တော်လေးကိုဖြစ်ရှိပြေးတဲ့နည်းပညာတစ်ခုလို့ကျွန်တော်တို့မှတ်ယူလို့ရတယ်ပေါ့နော်ကျွန်တော်နောက်ပိုင်းဒီ2000ခုနှစ်တည်းရောက်တော့ကျွန်တော်မြန်မာပြည်ကသူတော်များလက်ထဲကိုဖုန်းတွေရောက်လာပြီပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်အများစုသုံးကြတဲ့ဥစ္စာ Google Translate အဲ့ဒီခေတ်ကကျွန်တော်သုံးခဲ့တဲ့ဟာမှာဒီဘက်ကအင်္ဂလိပ်လိုရိုက်ထည့်တယ်မြန်မာလိုပြန်ထွက်လာတယ်ဆိုတော့တကယ်အမှအဲ့ဥစ္စာဟိုအမှားတွေအများကြီးရှိတယ်အခုထိလည်းဒီ Google Translate မှာမှားတာအများကြီးရှိသေးတယ်ပေါ့နော် Google Translate ကထွက်တဲ့အတိုင်းလည်းစက်ရုပ်တံပဲထွက်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုခေတ်ရောက်လာတဲ့အခါမှာလည်းကျွန်တော်တို့တော်တော်များများဒီ Facebook တို့ TikTok တို့မှာတွေ့နေရတယ်ဒီ movie recap လို့ဟာမျိုးတွေမှာနောက်ဖန်စကားပြောရမြန်မာလိုတော့ဟုတ်တယ်ဒါပေမဲ့ဒီမြန်မာလိုအတန်တော့တွေကဟိုမပီကြတဲ့ဟာမျိုးတွေဒီလေသိမ်းမပီပြချာမျိုးတွေအများကြီးရှိသေးတယ်ပေါ့နော်ဆိုတော့ဒီပြဿနာတွေအကုန်လုံးကဒီ text to speech လို့ပြောလို့ရတယ်ပေါ့နော်ဒီ text to speech ဆိုတာကတော့ကျွန်တော်တို့ဒီ AI မှာတနည်းအားဖြင့်ဒီ TTS model လို့လည်းကျွန်တော်ခေါ်တယ်ဆိုတော့သူကကြောင့် user ကဟိုစာရိုက်ထည့်လိုက်တယ်စာရိုက်ထည့်လိုက်တဲ့ဥစ္စာကစာဒီဘာသာစကားအမျိုးမျိုးနဲ့ဖြစ်နိုင်တယ်ပေါ့နော်အသုံးပြုသူကရိုက်ထည့်လိုက်တဲ့ဒီတက်ဆိုင်ရာဘာသာစကားမှာပြန်ပြီးတော့ဒီအတန်အနေနဲ့ထုတ်ပေးရပေါ့နော်ဆိုတော့ဒါကတော့ TTS model တွေရဲ့အလုပ်လုပ်ပေါ့ဒီ TTS model တွေလို့ပြောလိုက်ရင်ကျွန်တော်တို့အရင်ကဒီ text to speech မှာဆရာတဆူဖြစ်တဲ့ AI tools က level up ဒီ level up လို့ဟာမျိုးမှာဆိုရင်ကျန်တဲ့ AI tools တွေမဟုတ်ဘဲနဲ့သူကလူတယောက်ကစကားပြောသလိုမျိုးပဲဒီလေယူလေသိန်းနေကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေပါထည့်ပြီးလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကကြတော့မြန်မာလိုမရဘူးဒီနေ့မှာတော့ဒီကျွန်တော်တို့ဒီ TTS model တွေမှာမြန်မာလိုမရတဲ့ပြဿနာဒီမပီရဲ့ပြဿနာတွေအကုန်လုံးကလုံးဝပြီးသွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ app က Google ကသူ့ရဲ့ဒီ Gemini 3.1 Flash ဆိုရယ်ဒီ TTS preview model ကိုထုတ်ပေးလိုက်တယ်ပေါ့နော်ဆိုတော့ဒီ model မှာဆိုရင်ကျွန်တော်အရင်တော့ပုံစံမျိုးမဟုတ်တော့ဘူးဒီမြန်မာလိုမှဒီ11လက်မှာရတဲ့ပုံစံမျိုးဒီလူတွေရဲ့စိတ်ခံစားမှုပါတာမျိုးတွေတန်တန်တက်ကြတုံးစီအကုန်လုံးကိုကျွန်တော်တို့ထိန်းချုပ်လို့ရလာပြီလက်ရှိမှာဒီဟာကိုလည်း Google AI Studio မှာတွားပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော် Stephen Hawking ရဲ့ DEC Talk machine ခက်ကနေပြီးတော့အခုခေတ်ထိပြန်မြည်ကြည့်လိုက်မယ်ဆိုရင်ဒီ AI model တွေအနေနဲ့မြန်မာလိုပြပြတတ်တာပြောတဲ့ပုံကို240လောက်ကြာသွားတယ်ပေါ့နော်ဆိုတော့အခုလောလောလတ်ထွက်ထားတဲ့ဒီ Gemini 3.1 Flash TTS preview model ကိုကျွန်တော်တို့ Google AI Studio မှာအတူတူတွားပြီးတော့စမ်းသပ်ကြည့်ကြပါမယ်ကျွန်တော်တို့အရင်ဦးဆုံးဒီ browser နေတွားပြီးတော့ Google AI Studio ဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့နော်ဆိုတော့အဲ့ဆိုထိတ်ဆုံးမှာပေါ်လာတဲ့ဒီ Google AI Studio ဆိုတာကိုဝင်လိုက်တကယ်လို့ကိုကအကောင့်မရှိသေးဘူးဆိုရင်တော့ဒီအကောင့်နဲ့ Google AI Studio ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ playground ဆိုတဲ့ဟာကိုကျွန်တော်တို့ရောက်သွားမယ်ပေါ့နော်တကယ်လို့တခြားမှာကိုကရောက်နေတယ်ဆိုရင်ဒီ playground ကိုနှိပ်ပေးလိုက်ပေါ့နော်ဆိုတော့ဒါဆို playground နဲ့ရောက်သွားမယ်ဒီ playground နဲ့ရောက်တဲ့အခါမှာကျွန်တော်တို့အဓိက TTS model ကိုစမ်းမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာ speak and music ဆိုတဲ့ဒီ category ကိုရွေးပေးရမယ်ပေါ့နော်ဆိုတော့ဒီ speak and music category မှာဆိုရင်ကျွန်တော်တို့ဒီထိတ်ဆုံးမှာရှိရဲ့ Gemini 3.1 Flash TTS preview new ဆိုတဲ့ model ကိုကျွန်တော်တို့ရွေးပေးလိုက်ရွေးလိုက်တာနဲ့ဒီမှာအများကြီးအောက်မှာပေါ်လာနိုင်မယ်เนาะဒါတွေကိုဘာမှလုပ်เสียရတော့မလိုဘူးအဲ့တော့ဒီထိတ်ဆုံးကဒီ plain ဖြစ်နေတဲ့စာသားလေးမှာ click တစ်ချက်နှိပ်ပေးလိုက်ဆိုတော့အဲ့ဒါဆိုကျွန်တော်စပြီးတော့ဒီမှာလုပ်လို့ရပြီပေါ့နော်ညာဘက်ချမ်းမှာဆိုရင်ကျွန်တော်တို့ဒီ speaker ရှိရပေါ့နော်ဒီ speaker ကလည်းဒီ speaker ဆိုတဲ့ဟာမှာကျွန်တော်ကြားမနဲ့သူရဲ့အသက်အရွယ်တွေသူရဲ့စကားပြောတဲ့ပုံစံတွေကိုရွေးလို့ရတယ်ဆိုတော့ကျွန်တော်ဒါကိုနှိပ်လိုက်မယ်speaker ကိုနှိပ်ပြီဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ဒီ speaker ရဲ့နာမည်တွေဒီမှာပေါ်လာမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အမျိုးသားအမျိုးသမီးဒီမှာစမ်းကြည့်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော်ကဒီ Caron ဆိုတဲ့နာမည်နဲ့ဒီအတန်ကိုဖွင့်ကြည့်မယ်ပေါ့နော်ဒါဆိုရင်သူက informative ဒီ lower pitch ဆိုပြီးတော့ဒီလိုမျိုးသူရဲ့လေယူလေသိန်းကိုရေးပေးထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်မြန်မာလိုလုပ်မှာဆိုတော့ဒါရေးပြဿနာမရှိဘူးဖွင့်ကြည့်မယ် What do you want to explore? ဆိုတော့ဒါဆိုရင်ဒါအမျိုးသားအတန်ပေါ့နော်ဆိုတော့ကျွန်တော်ဒီအတန်ကိုဖွင့်ကြည့်မယ်ပေါ့နော်ဒါဆိုရင် What idea do you want to bring to life?
ဒါဆိုရင်အမျိုးသမီးတန်ပေါ့နော်ဆိုတော့ကျွန်တော်ဒီထဲမှာကျွန်တော်တို့ကဒီအမျိုးသမီးတန်တစ်ခုကိုကျွန်တော်ရွေးလိုက်မယ်ဆိုတော့ကျွန်တော်ဒါကိုရွေးလိုက်ဆိုတော့ကျွန်တော်ဒီအတန်ကိုကျွန်တော်ရွေးလိုက်ပြီဒါဆိုရင် current လို့ပေါ်သွားပြီဆိုတော့ကျွန်တော်ရွေးထားပြီပေါ့နော်ပြီးတော့နောက်တစ်ချက်ကကျွန်တော်ဒီထိတ်ဆုံးမှာဆိုရင် director note ဆိုတာရှိရပေါ့နော်ဆိုတော့ director note ဆိုတဲ့ဥစ္စာဒီကျွန်တော်တို့သူ့ရဲ့ဒီလေယူလေသိန်း essence ကိုရွေးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကမြန်မာလိုပြောခိုင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာမပါဘူးအဲ့တော့ translate method ဆိုတဲ့ category ကိုရွေးပေးရမယ်ပေါ့နော်ဒီ page ကတော့ပြောတဲ့သူတို့ရဲ့ဒီနှုံးပေါ့နော်ဒါအောင်မှဟိုရိုးတတမ်းပဲပြောတာလားဒါမှမဟုတ်အမြန်ပြောတာလားပေါ့နော်ဒီ rapid fire ဆိုတာကျွန်တော်အမြန်ပြောတဲ့ဟာမျိုးရှိရဲဒါဆွဲပြီးပြောတာဒါမျိုးတွေပေါ့ဒါတွေကတော့ကိုက natural လို့ပဲရေးမယ်ဆိုရင်တော့ဒီဟိုကိုကရိုးတတမ်းပဲပြောမယ့်ဟာဆိုရင်တော့ကျွန်တော် natural ပဲရွေးလိုက်ပေါ့နော်ဆိုတော့ okay ဒီဘက်မှာဆိုရင် style နေရှိရဲ style မှာဆိုကျွန်တော်အများကြီးရှိရဲပျော်ရွှင်ပြီးတော့ပြောတဲ့ပုံစံမျိုးလားဒါမှမဟုတ်ဒီ whisper ဆိုတော့ဒီအတန်တိုးလေးနဲ့အဲ့လိုမျိုး whisper လုပ်ပြီးပြောတာမျိုးလားပေါ့နော်ဆိုတော့ဒါလည်းကိုကတခါတည်းကိုအတန်ကိုဘလို့တခါတည်းထွက်လာခြင်းလဲဆိုတာကိုဒီမှာတခါတည်း train ပြီးတော့ရေးရွေးပြီးလို့ရတယ်ဒီမှာမှကျွန်တော်ကတော့ဒါပြည့်ပြည့်ရွှင်ရွှင်နဲ့ပြောခြင်းတယ်ဆိုတော့ဒီ focus mind ဆိုတဲ့ဟာကိုကျွန်တော်ရွေးလိုက်မယ်အဲ့ဒါဆိုရင်ဒါကျွန်တော်တို့ရဲ့အတန် profile ကပြီးသွားပြီပေါ့နော်ထိတ်ဆုံးကဒီ audio profile မှာဆိုကျွန်တော်တို့ကထပ်ပြီးတော့သူ့ရဲ့ဒီအတန် tones ကိုပေါ့နော်သူကဘယ်လိုမျိုး personality ရှိလဲသူ့ရဲ့ဒီ persona ဆိုတဲ့ဟာကိုရေးထည့်ပြီးလို့ရတယ်ဒီ persona မှာကျတော့true အထွေတော့ထည့်ကြရတော့မလို့တော့အမှန်တိုင်းပြောရင်ဒီအောက်မှာကျွန်တော်တို့ကဒီဒါတွေထည့်ထားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီမှာထပ်ပြီးတော့ဟိုမထည့်လည်းရတယ်ပေါ့နော်ဒါအောင်မှပြန်ပြီးထည့်ခြင်းလည်းရတယ်သူကအေးချမ်းချမ်းပြောတတ်တဲ့လူပါပေါ့ဥပမာသူက energy အပြည့်နဲ့ပြောတဲ့လူမျိုးရင်ဒါမျိုးဆိုရင်ဒါကျွန်တော်တို့ဒီမှာဖော်ပြလို့ရတယ်ကျွန်တော်တို့ဒီမှာဒါမလိုအပ်တဲ့ကြောင့်ဒါအောင်မထည့်ပြတော့ဘူးဒါအမှားနှိမ့်လည်းရပြီကျွန်တော်တို့ရဲ့အတန် speaker 1ဒီမှာဒီအတန်ဝင်သွားပြီပေါ့နော်ဆိုတော့အဲ့ဒါဆိုတော့ Pepper Chan ကိုပြန်ကြည့်မယ်ပေါ့နော် Pepper Chan မှာဆိုရင်ကျွန်တော်တို့ sim ရဲ့ simple context ရဲ့ speaker ရဲ့ဆိုပြီးရရှိရပေါ့နော်အောက်ကဒီ speaker box ထဲမှာကျတော့ကျွန်တော်တို့ပြောခိုင်းမဲ့ dialogue ကိုမြန်မာလိုဆိုမြန်မာလိုရိုက်ထည့်ရမယ်ပေါ့နော်ဒီဘောက sing ကကြတော့ကျွန်တော်တို့ဥပမာဒီနောက်ခံ background ဒီသူလက်ရှိရောက်နေတဲ့နေရာပေါ့ဥပမာသူကဈေးထဲကိုရောက်နေရဆိုနောက်ကနေပြီးဆူညံတဲ့တံမျိုးတွေထွက်လာမယ်ဒါမှမဟုတ်သူကဒီ agent နဲ့တနေရာမှာဆိုရင်ဒါမှတော်ရဲရတနေရာမှာဆိုရင်ဒါမှစမ်းရည်ကြတဲ့နေပါလာတာမျိုးပေါ့နော်ဒါမျိုးကိုဒီ sing ကိုဒီမှာရေးပြီးလို့ရတယ်ဆိုတော့ဒီ sample context မှာကျတော့ကျွန်တော်ကဗာထည့်မလဲဆိုတော့ဒီ speaker ကတော့မြန်မာလိုပြောတဲ့ native speaker ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ထည့်မယ်ပေါ့နော်ဆိုတော့သူ့ရဲ့အတန်ကိုပြီးခြင်းလို့လည်းပါတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ကဘယ်လိုရေးလိုက်မလဲဆိုတော့ native Burmese speaker ဆိုပြီးတော့ကျွန်တော်ရေးပေးလိုက်မယ်ပေါ့နော်ဒီ sing ကိုကျတော့ကျွန်တော်ကဒီညဘက်ပေါ့အချိန်ပေါ့နော်အဲ့လိုမျိုးရေးလိုက်မယ်ကျွန်တော်ဒီအောက်က speaker box ကိုကြည့်ရမယ်ပေါ့နော်ဒီ speaker box မှာဆိုရင်အဓိကကျွန်တော်တို့ပြောစီခြင်းတဲ့ dialogue ကိုဒီမှာရေးထည့်ရမှာပေါ့ဆိုတော့သူ့ရဲ့ formula ကကြတော့ကျွန်တော်တို့ဒီ black cat လေးနဲ့စပြီးတော့စတယ်ပေါ့နော်ဆိုတော့ဒီ black cat ကကြတော့ဘာသဘောတရားလဲဆိုတော့ကျွန်တော်တို့ပြောစီခြင်းတဲ့ဒီ dialogue တစ်ကြောင်းရဲ့ဒီ tones ပေါ့နော်အတန်လေယူလေသိန်း tones ကိုဒီထိတ်ဆုံးမှာကျွန်တော်တို့ကပြောပေးတဲ့သဘောမျိုးပဲဒီ black cat ထဲမှာဆိုတော့ကျွန်တော်ကဒီဥစ္စာဒီဟိုရီမမောနဲ့ပြောရမယ့် dialogue ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဟာမှာပထမဦးဆုံးမှာ active ဆိုပြီးတော့ကျွန်တော်ရေးထည့်လိုက်မယ်ဒါတက်တက်ကြွဖြစ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်ဒီမှာပြထားတဲ့ dialogue အခုဒီ dialogue ကိုကျွန်တော်ထည့်ပြီးတော့သုံးပါပေါ့နော်ဆိုတော့ okay ဆိုတော့ဒီ dialogue တစ်ခုလုံး active ဖြစ်နေပြောသွားရဆိုပဲအတိတ်ပဲဖြစ်တယ်ပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ကထပ်ပြီးတော့အလေလောက်မှာဒီမှာဆိုရင်နစ်မောင်ရမပါဘူးလားဆိုတဲ့နေရာဒီအနောက်မှာကျွန်တော်ကသူ့ကိုရီးစေခြင်းတယ်ပေါ့နော်ရီးပြီးတော့မေးစေခြင်းတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ကဒါကိုရီးတဲ့အတန်ထည့်လိုက်မယ် left ဆိုပြီးတော့ကျွန်တော်ဒီမှာထည့်လိုက်မယ် black cat နဲ့ဆိုတော့ဒါဆိုရင်တော့ဒီစာကြောင်းရဲ့အလယ်မှာသူကဒါလေးခဏလောက်ရီးလိုက်မယ်ဆိုတဲ့ပုံစံဆိုတော့ဒီဟာပြောပြီးရဲ့အချိန်မှာသူကရီးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးကိုကအဲ့စိတ်ခံစားချက်ကိုဒီနေရာမှာငိုတာတို့ဒေါသထွက်တာတော့မျိုးမျိုးထည့်လို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ရိုးရိုးချင်းရီးတယ်ပုံစံကိုထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒါကို run နှိပ်လို့ရပြီ okay အဲ့ဒါဆိုတော့ကျွန်တော်ဒီမှာ reset ရလာပြီပေါ့နော်ဒီ reset ကိုကျွန်တော်နားထောင်ကြည့်ရအောင်ဟေးရောင်မရေမတွေ့တာကြာပြီနော်နေကောင်းရဲ့လားဟာနေမောင်မပါဘူးလားငါမေးတယ်လို့ပြောပေးပါအောင်ဟဲ့ဆိုတော့ဒီ reset မှာဆိုဘာတွေ့ရလဲဆိုတော့သူ့ရဲ့ဒီ
လေယူလေသိန်းတွေကိုကျွန်တော်ထိန်းချုပ်လို့ရတာတွေသူရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်လို့ရတာတွေကိုအများကြီးတွေ့ရတယ်ဆိုတော့ပြီးရင်ကျွန်တော် download ဆွဲလို့ရတယ်ဒါလေးကိုနှိပ်လိုက်ရင် download ဆွဲလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်အသုံးပြုနည်းပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးဆုံးဖြတ်ကြည့်ဗီဒီယိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်